ဒီဆိုင်မှာအသားကင်စားဖို့လာတယ်ဆိုရင်အသားကင်ပဲစားနော်ဟိုဟိုတီတီရှောက်စားမိလို့ကတော့ကိုတိုင်းနဲ့ကိုကံပဲကျူးမွေးနေ့မှာတော့စားပစ်ခဲ့တဲ့ real pork ဝက်အစ်စ်ကို review အစစ်မှန်ပေးတော့မှာဆိုတော့ဗီဒီယိုအဆုံးထိကြည့်လိုက်နော်ကျတို့မှာစားပစ်ခဲ့တာကဝက်ကုတ်သားနဲ့သုံးထပ်သားပါတဲ့ friendly combo set အရင်ဟင်းကိုတော့ seafood swine bean stew ရဲ့ conchi stir fried chicken ရဲ့မှာစားပစ်ခဲ့ပါတယ်ဝက်သားနဲ့စားဖို့ကိုတော့အခုလိုမျိုး kimchi ရဲ့ ginger pickles ရဲ့သူ့ရဲ့ sauce ရဲ့ပြီးတော့ salad တစ်ပွဲရဲ့နောက်ထပ် salad ရွက်နဲ့နှမ်းရွက်လေးလည်းချပေးပါတယ်အသားကင်ကိုတော့ညှော်နှံ့ဆွဲမှာဆိုလို့ဂျူရိုကွာကိုမကင်မဲနဲ့သူတို့ကောင်တာမှာပဲကင်ခိုင်းလိုက်ပါတယ်ဒါလေးကတော့အရင်ဆုံးလာချပေးတဲ့ပင်လယ်စာပဲပိစက်ဟင်းရေပေါ့နော် swine bean seafood stew လေးပါသူ့ရဲ့အရသာလေးကလေပဲငပိရဲ့အနှစ်အရသာလိုမျိုးငန်းငန်းစိမ့်စိမ့်ပတ်သွားတယ်အနံ့အကြတော့လေပဲငပိအနံ့လိုမျိုးလေးရတယ်ပဲပြားလေးတွေရဲ့ဂုံပုစွန်ရေပွဲလေးတွေကိုရောပြီးတော့ချက်ပေးထားတာ seafood လေးတွေကတော့စားလို့တော့ကောင်းပေမဲ့ frozen မဟုတ်ဘဲနဲ့ fresh ဖြစ်တာလေးတုံပေးထားရဲဆိုရင်တော့ပိုကောင်းမယ်လို့ကျူကထင်ပါတယ်ဒီမြန်ကုန်းဆိုင်ခွဲလေးကခုနှစ်လွှာမှာရှိရာဆိုတော့ view လေးကြည့်ပြီးတော့လေးလေးတစ်ဖြူးဖြူးနဲ့စကားလေးပြောရင်းစားလို့ကောင်းပါတယ်ဒီ conchi stir fried chicken လေးကကြတော့လေကြက်ကြော်ဆက်ဆက်ကလေးရဲ့ cheese ရဲ့ပြောင်းမှုလေးရဲ့တွဲပြီးတော့စားလို့ကောင်းပေမဲ့လေကြက်ကြော်ကနဲနေတာတခုပြီးတော့အထဲမှာကြက်သွန်ဘတ်တွေကအရန်အများကြီးပါနေတာပေါ့နော်ကျူကကြက်သွန်မကြိုက်တဲ့သူဆိုတော့လေနည်းနည်းအဆင်မပြေဘူးဖြစ်သွားရပေါ့နော်အရန်ဟင်းနေမီးလို့ပြီးရဲ့အချိန်မှာဝက်သားကင်လေးလည်းရောက်လာပြီဆိုတော့အတော်ပါပဲဒီ friendly combo set မှာကြတော့ဝက်ခုတ်သားရဲ့ဝက်သုံးထပ်သားရဲ့နှစ်ခုပါပါတယ်အသားနဲ့ထုတ်စားဖို့ပေးထားတဲ့ဆက်လက်ရွက်လေးတွေနှမ်းရွက်လေးတွေကလည်းလက်ဆက်နေရပဲ real pork ရဲ့ဝက်သား quality ကတော့တော်တော်ကောင်းတယ်လို့ပြောရမယ်အသားက juicy ဖြစ်ပြီးတော့နူးညံ့နေရဲ့ကင်ပေးထားတဲ့အနေထားကလည်းလုံးဝကွက်တီပဲဒီ pork shoulder pork belly ရောနှစ်ခုလုံးကလေလုံးဝကိုမာမနေဘူးပေါ့နော်နူးညံ့ပြီးတော့အိနေတာပဲစားလို့တော်တော်ကောင်းပါတယ်ကျူကတော့နှမ်းရွက်လေးနဲ့စားလိုက်ဆက်လက်ရွက်လေးနဲ့ထုတ်စားလိုက်နေပေါ့နော်တော်တော် green တွေ့ခဲ့တယ်ဒီ real pork ကိုအသားကင်စားဖို့တော့ recommend ပေးရမယ်ဆိုလို့ရှင်တော့ yes ပါကျူလည်းနောက်ဆိုလာစားပြအောင်ပါဒါပေမဲ့ side dish တွေကတော့လေတော်တော်လေးကိုပြင်ဖို့လိုအပ်နေရပေါ့နော်ဒီဟာဆိုရင်လည်းအသားကင်နဲ့စားဖို့အတွက် coffee တုပ်လေးပေးထားတာစားလို့လုံးဝမကောင်းဘူးအရသာလေးခါသလိုမျိုးကြီးနဲ့ပေါ့နော်စားလို့တော်တော်အဆင်မပြေပါဘူးကျိုးတို့စားပြခဲ့တာကမယန်းကုန်းမြို့နယ်ကဘာရေးဖျားလန်းနဲ့အင်းရရိပ်သာလမ်းတောင်မှာရှိရဲ real pork ဆိုင်ခွဲလေးပါအရန်ဟင်းတွေကတိတ်စားမကောင်းလို့စိတ်ညစ်ခဲ့ရပေမဲ့ကိုပိုကီမှာပေးတဲ့ cheese lava birthday cake လေးကအရန်ကိုအီစိမ့်ပစ်နှစ်ပြီးရောစားကောင်းနေလို့ကျိုးရဲ့မွေးနေ့တစ်နှစ်တာလေးကိုချုံမိန်မှုတွေနဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကျိုးရဲ့ vlog လေးတွေကိုသဘောကျလို့ရှင်အပေါင်းလေးနှိပ်ပြီးရော birthday wish လေးလုပ်ပေးအောင်နော်အားလုံးပဲဆုံးဖြတ်ကြည့်ပြကျေးဇူးပါတတာ